နိုင်ငံမောင်းများစွာမှာဆင်မတော့ပရမကမ္ဘာရုပ်သိပွဲတော်ကြီးတွေမှာလည်းပါဝင်ဖျော်ဖြေခဲ့တယ်ပေါ့နော်ရုပ်သိမကပြစ်ခဲ့တဲ့နိုင်ငံဆိုလို့ဩစတြေးလျရောက်ခဲ့တယ်ဩစတြေးလျမရောက်ဘူးနောက်တော့ကနေဒါမရောက်ဘူးနောက်အင်္ဂလန်မရောက်ဘူးဒီ၃နိုင်ငံပဲကျန်တဲ့နိုင်ငံတွေတော်တော်များများအများကြီးပဲပေါ့နော်ပြင်သစ်ဆိုလည်းထက်အဲ့လိုရောက်ခုတယ်သူတို့ရဲ့ရုပ်သိဆိုတာကနောက်တော့ကြည့်အထူးသဖြင့်ကမ္ဘာရုပ်သိပွဲတော်ကြီးပေါ့နော်ရှာလီပြင်သစ်Paris မြို့ကနေပြမ3နာရီလောက် driving away ပေါ့နော်ဒီကားမောင်းရတဲ့နေရာမှာ Charlie Museum ဆိုတဲ့မြို့လေးကရုပ်သိပွဲတော်မြို့လေးရုပ်သိ3နှစ်တစ်ချိန်လို့သာပြောတယ်ကျမတို့3နှစ်တစ်ချိန်3ချိန်ကြီးကျမတို့ဆက်ဖိတ်လို့မလို့ပါဝင်ဆင်နွှဲခဲ့တယ်ပေါ့နော်အဲ့ဒီရုပ်သိပွဲတော်ကြီးမှာကဘာရက်ကရုပ်သိတွေဂျပန်ရုပ်သိလည်းပါတယ်အဲ့ဒီလိုကပြဖြောပြခဲ့တဲ့ခါမှာသူတို့ရုပ်သိကတော့ကျမတို့မြန်မာရုပ်သိကတော့သူတို့ကဘာရုပ်သိနဲ့မတူအောင်ကိုပေါ့နော်တအားကိုနည်းနည်းခက်ခဲတဲ့လီးနဲ့တဲ့ယုံကိုပွင့်သွားအောင်ကိုတကယ်လို့ပွဲတော်ကြီးမှာတခြားဖွဲ့တွေကိုတို့ဖွဲ့ကိုမနာလို့ဖြစ်ရလောက်အောင်ကိုယုံကပြည့်ရှံပြီးတော့ပောက်ထွက်သွားပြီးဖွင့်ကိုပေးလိုက်ရတယ်ယုံကိုဖွင့်ပေးလိုက်ရတယ်အဲ့ဒီကမှအဲ့လိုတခြားဖွဲ့တွေကမနာလို့တဲ့ဟာမျိုးတွေကြားရတယ်ပေါ့နော်ပိန်ဆိုရင်ထပ်ဖိတ်ဖို့ဟာမဖိတ်လာတော့ဘူးအကြောင်းနေနဲ့အဲ့လိုအောင်မြင်တာကတော့လုံးဝကိုယုံကိုဖွင့်ပေးလိုက်ရတယ်အဲ့လိုအောင်မြင်တာအဲ့တော့ဘာလို့ဆိုတော့စောတော့ပြောသလိုပေါ့နော်ကျမတို့ကသူတို့ကဒီလိုaction နဲ့ပဲသူတို့ရုပ်သေးတွေကများသောဖြင့်လက်ဟန်ချီဟန်ပေါ့ action ကိုအဓိကပဲထားတာပေါ့နော်ဒီလူနဲ့ရုပ်သေးနဲ့ပြိုင်ပြီးရှင်ပြိုင်ပြီးတော့မှ stage စင်မှာပြတာဆရာမတို့ရုပ်သေးကြတော့အရင်တုန်းကတော့အရုပ်ကလေးပဲမြင်ရတာပေါ့နော်လိုက်ကချတာအခုခေတ်ကျတော့ဆရာမတို့ကနိုင်ငံခြားတော့ကားလို့ရှင်ကတော့အခုဒီကနေ့လိုပဲပေါ့မြင်နေရတာပေါ့အိမ်ကရုပ်သေးမန္တလေးရဲ့တီတာမှာတော့ကားလေးကလေးနဲ့ဒီရုပ်သေးပဲမြင်ရတာပေါ့ဒါပေမဲ့ဒီမှာတော့အခုနိုင်ငံခြားမှာတော့ကတော့ဒီကနေ့ဒီလိုမျိုးကိုကလာပေါ့အင်မတန်ကိုခက်ခဲနေပြီးတော့ဒီကဲကိုလေတော့ကာရုပ်ကကွက်တွေကိုရုပ်သေးမြမယူဆွတ်ဆောက်မှုကပြည့်တော့ဆွတ်ဆောက်မှုအပြည့်ရှိတာလေဟိုကဒီ action ပဲလေဥမာဆိုတော့ယူကလီးထွက်လာတဲ့အဖွားကြီးကဈေးဝယ်လာတယ်စိတ်ချမ်းသာကိုချတယ်ဈေးကကျိုးလေးတွေနဲ့ပေါ့နော်ဈေးတောင်ချကျိုးဆွဲတဲ့သူလည်းမြင်းနေရတာလေကျိုးလေးတွေမြင်လေးလေအဖွားကြီးချပြီးအဖွားကြီးကတုတ်ဆိုဟိုဘက်ထည့်သွားပြီးတယ်လီဖုန်းဆက်နေတယ်အမှအဖွားကြီးချထားတဲ့ထဲရပြီးတော့ဝယ်လာတဲ့တန်းကားတွေကိုခွေးကထိုးပြီးစားတယ်စားတော့အဖွားကြီးကဒုတ်ကောက်နဲ့ခွေးကြီးလိုက်ရိုက်တယ်ဆိုတော့ဒါမျိုးလေးတွေဆိုတော့ဒီစမရိုယူသေးကြတော့တကယ်ကို तू ကတဲ့ကာကျိုးကဟန်ကိုအဓိကထားတဲ့အင်မတန်လေးနဲ့တည်းပြီးတော့လည်းပဲစောစောပြောတဲ့ဖြောပြဖို့တက်တယ်မဟုတ်ပဲနဲ့မြမယူသေးကရှေ့ခေတ်တုန်းကတကယ်ကိုမီဒီယာပညာပေးတဲ့မီဒီယာတော့သတင်းပေးဖြန့်ချီတဲ့သတင်းစာတော့သတင်းစာမပေါ်သေးခင်ကသတင်းဖြန့်ချီတဲ့ပြည်သူလူထုကိုတိုင်းပြည်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုသိစေရအောင်သတင်းဖြန့်ချီတဲ့သတင်းစာနောက်တစ်ခါဒီအသက်ဘေးကနေတောင်မှလွတ်မြောက်အောင်ကဲတင်ပေးနိုင်တဲ့ဒီရုပ်သေးစင်မောကနေပြမအင်မတန်ဩဇာလွှမ်းမိုးတာဟာနော်ဘရင်ကတက်စီလို့မိန့်ပေးထားတောင်မှလွတ်စီဆိုတဲ့ဟာကိုဒီရုပ်သေးအနုပညာနဲ့အင်မတန်စွမ်းဆောင်နိုင်ခဲ့တဲ့အင်မတန်လေးနဲ့တဲ့အနုပညာဖြစ်ပါတယ်